မြတ်စွာဘုရားကိုဘယ်လိုရည်တည်တယ်ပြောဆိုရှင်ဂေါရမရောဖရာလို့ဝန်ခံသလားဆိုတော့မေးကုန်မေးအဲ့ဒါလို့မြတ်စွာဘုရားကိုဘယင်တစ်ပါးအနေနဲ့အထက်စီးကနေပြီးတော့မေးကုန်နေထုတ်ခဲ့ဘူးလို့သို့သူနဲ့မြတ်စွာဘုရားဟာတက်တူရွယ်သူဖြစ်တယ်မြတ်စွာဘုရားလည်းမြတ်စွာဘုရားနဲ့တခုတည်းမှမွေးဖွားကြတာဖြစ်သောကြောင့်မြတ်စွာဘုရားနဲ့တက်တူရွယ်သူလို့ဆိုရတယ်အဲ့ဒီကောသလမင်းကြီးဟာတက်တူရွယ်သူဖြစ်ခြင်းကြောင့်မြတ်စွာဘုရားပေါ်မှာနောက်ပိုင်းမှာအလုံးကိုလေးစားလာတယ်နောက်ဘုရားပေါ်မှာသူကျေးဇူးတင်းနေတာတော့တခြားမဟုတ်ဘူးဒီဘုရင်ကြီးကအလွန်အစားကြီးတယ်အစားကြီးသည့်အတွက်ကြောင့်သူ့ရဲ့ကျမ်းမာရေးအထိခိုက်တယ်အလွန်ကျွံစားသည့်အတွက်ကြောင့်သူဟာဒီနေရာထိုင်ရအလွန်ခဲရင်မြတ်စွာဘုရားရဲ့ဆုံးမဩဝါဒအတိုင်းအစာကိုတဖြည်းဖြည်းလျှော့စားလိုက်တဲ့အခါမှာသူကျမ်းမာရေးတွေရလာအဲ့ဒါကြောင့်မလို့ဘုရားပေါ်မှာပို့ပြီးတော့လေးစားမြတ်နိုးလာအဲ့ဒီချိန်မှာမြတ်စွာဘုရားစီရောက်တိုင်းသူသိကျင်တာလေးတွေမေးတယ်မြတ်စွာဘုရားနဲ့လျှောက်ထားတယ်ဆိုတာနောက်ပိုင်းမှာသူအတော်ကိုဘုရားနဲ့ယဉ်နှီးလာတဲ့မင်းကြီးပဲဖြစ်လာမြတ်စွာဘုရားကလည်းတက်တော်ကြီးလာတဲ့အချိန်မှာတာဝတိမြို့စေတော်အကျောင်းမှာနှစ်ပေါင်းကြာအောင်တရင်သုံးနေထိုင်ခဲ့တာဖြစ်တယ်ပေါ့တာဝတိမြို့မှာဝါဆိုတဲ့နှစ်တွေကများတယ်အဲ့တော့ကောသလမင်းကြီးကအသက်ရွယ်ကြီးတဲ့အပိုင်းမှာမြတ်စွာဘုရားနဲ့ထိတွေ့ဆက်ဆံမှုကအလွန်များတယ်အေးမြတ်စွာဘုရားနဲ့ဆုံတွေ့တဲ့အခါမှာသူလျှောက်တာရှိတယ်တပည့်တော်တယောက်တည်းနေရင်စဉ်းစားမိတာရှိတယ်ဗျာဘာစဉ်းစားမိတော့ဆိုရင်သူစဉ်းစားမိပုံလေးကကေတံနုခောပိယောအတ္တာဘယ်သူတွေဟာကိုယ်မြတ်နိုးသလဲကေတံနုခောအပိယောအတ္တာဘယ်သူတွေကကိုယ်မမြတ်နိုးသလဲမုန်းတီးသလဲဆိုတာဒီတော့ကိုယ်စဉ်းစားမိတယ်ဖြစ်ထုတ်ကိုယ်မြတ်နိုးတယ်ဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးတွေလဲကိုယ်မမြတ်နိုးဘူးဆိုတဲ့ပုဂ္ဂိုလ်တွေကဘယ်လိုပုဂ္ဂိုလ်တွေလဲသူကဓမ္မနဲ့ဆက်ဆက်ပြီးတော့ပြောတာလူတိုင်းဟာမေးရင်တော့ပြောမှာပေါ့ကိုယ်တော့ချစ်ကြမှာပဲကိုယ်တော့မြတ်နိုးကြတယ်ကိုယ်တန်ဖိုးထားကြတယ်တန်ဖိုးထားလို့ကိုချမ်းသာမှုကိုကြိုးစားနေကြတာပဲဖြစ်တယ်ပေါ့သို့တော့သူဆိုလိုတဲ့အဓိပ္ပာယ်ကအဲ့ဒီတည်းပို့ပြီးတော့လေးနှစ်တယ်ပေါ့အဲ့တော့ကိုယ်မြတ်နိုးတယ်ဆိုတဲ့ပုဂ္ဂိုလ်မျိုးတွေကဘယ်လိုပုဂ္ဂိုလ်တွေလဲကိုယ်မြတ်နိုးခြင်းမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်တွေကဘယ်လိုပုဂ္ဂိုလ်တွေလဲလို့ဆိုတော့သူ့ကိုယ်သူစဉ်းစားပြီးသူဖြေထုတ်ကြည့်တယ်ဖြေထုတ်ကြည့်တဲ့အခါလူနှမျိုးကိုတွေ့ရတချို့ပုဂ္ဂိုလ်တွေကပြောတယ်ကိုယ်မြတ်နိုးတယ်တန်ဖိုးထားတယ်လို့ဆိုတယ်ဒါပေမဲ့လို့တွေးလိုက်ရင်ဖြစ်မဟုတ်တာတွေတွေးတယ်ပြောလိုက်ရင်လည်းမဟုတ်တဲ့စကားတွေပြောတယ်လှုပ်လိုက်ရင်လည်းမဟုတ်တာတွေလှုပ်တယ်မဟုတ်တာဆိုတာဒုစရိုက်ကြံတွေးလိုက်လို့ရှိရင်လည်းကိုယ့်အတွက်ကောင်းစားရမယ့်အရာမျိုးမဟုတ်ဘူးသို့သောသူကတော့ကောင်းစားမယ်လို့ထင်တာပေါ့ဒုစရိုက်လို့ဆိုလို့တဲ့ဒီမကန်နဲ့ကိုယ့်ကိုဒုက္ခပေးမဲ့အတွေးမျိုးတွေကိုယ့်ကိုဒုက္ခပြန်ပေးမဲ့အပြောမျိုးတွေကိုယ့်ကိုဒုက္ခပြန်ရောက်စေမဲ့အလုပ်မျိုးတွေပဲလုပ်နေကြဒါပေမဲ့သူတို့မေးလိုက်ရင်တော့ကိုယ့်ကိုချစ်တယ်မြတ်နိုးတယ်လို့ပဲဖြေကြတယ်တဲ့သူစိတ်ထဲမှာအဲ့ဒါတွေးကြည့်လိုက်ရင်ဒီလူတွေဟာကိုယ့်ကိုတကယ်မြတ်နိုးတာမဟုတ်ဘူးဘာလို့လဲဆိုရင်ကိုယ့်ကိုဒုက္ခရောက်အောင်လုပ်နေတဲ့ပုဂ္ဂိုလ်တွေပဲတဲ့ဒါကြောင့်မို့လို့ညမစကားမှလည်းရှိတယ်လေချစ်ရမရောက်ဘူးနှစ်ရရောက်တယ်မိဘတွေကသားသမီးကိုချစ်တယ်ချစ်သည့်အတွက်ကြောင့်အလိုလိုက်ထားတယ်အလိုလိုက်ထားသည့်အတွက်ကြောင့်ဒီကလေးဟာလူကောင်းမဖြစ်တော့ဘူးနောက်ဆုံးမှလူဆိုးလေးဖြစ်သွားဒီလိုဆိုလို့ရှင်းတော့ကပုံဝတ္ထုတပွဲပြောထားတာတောင်ရှိတယ်မိဘကအလိုလိုက်လွန်အားကြီးတဲ့သားလေးလူဆိုးဘဝရောက်သွားလူဆိုးဘဝရောက်တော့จิตဓာတ်နေပါတွေဖြစ်ပြီးတဲ့လာတဲ့အခါနောက်ဆုံးမှာသူ့မိဘတွေကသူ့ကိုအလိုလိုက်လို့သူဟာ
ဆိုးစွမ်းသွားတဲ့ဘဝကိုရောက်ရတယ်ဆိုပြီးတော့မိဘကိုပေါ်မှာဒေါသထွက်ပြီးတော့နောက်ဆုံးသူ့ကိုယ်သူရှူကျုံးမရဖြစ်ပြီးတော့မိခင်နာမှာကပ်ပြီးနေရွက်ကိုပါးစပ်နဲ့ကိုက်ဖြတ်တယ်ဆိုတာမျိုးတောင်ကြားဘူးနော်သူ့ကြောင့်ဆိုးသွားတယ်လို့ပြစ်တယ်အဲ့တော့လောကမှာချစ်ရမရောက်ဘဲနဲ့နှစ်ရရောက်တယ်ဆိုတာမျိုးတွေရှိတတ်တယ်ပါရဏသီပြည်ကတထေးကြီးနဲ့တထေးကြော်ကြီးတို့ဟာတူကသားတယောက်တည်းထွန်းကားတယ်တူကသမီးတယောက်တည်းထွန်းကားတယ်သူတို့ဟာစီးပွားဥစ္စာတွေအလွန်ကြွယ်ဝချမ်းသာကြဂရေ80ဆိုတာနဲတာမဟုတ်ဘူးအဲ့တော့သူတို့ကသားသမီးကိုချစ်တော့ဘလို့တွေးလဲအေးသူတို့တက်တဲ့တော့ထိုင်စားလို့မကုန်ဘူးအဲ့တော့ကျောင်းတွေဘာတွေနေမခိုင်းဘူးပညာသင်မခိုင်းဘူးဒီပစ္စည်းတွေသူတို့ငါတို့မရှိရင်ချမ်းချမ်းသာသာစားရလိမ့်မယ်ဆိုတဲ့အတွေးနဲ့သားသမီးကိုပညာသင်မပေးဘူးနောက်ဆုံးကြတော့ဘာဖြစ်သွားလဲသူတို့နှစ်ယောက်အကြောင်းပါတဲ့အခါမှာဂရေ80က163ငွေအဲ့ဒါတွေအကုန်လုံးကုံယုံညမကနောက်ဆုံးမှခွက်လက်ဆွဲပြီးတောင်းစားရတဲ့သရောင်းစားဘဝရောက်သွားတယ်။ဘာဖြစ်လို့လဲဆိုဘာပညာမှသင်မပေးသည့်အတွက်ကြောင့်ရှိတဲ့ငွေကြေးတနာတိုးပွားအောင်မလုပ်နိုင်ရုံနဲ့မကဘူး။သုံးဖြုံပြစ်ပြီးနောက်ဆုံးမှခွက်လက်ဆွဲတောင်းစားရတဲ့ဘဝထီအောင်ရောက်တယ်။အဲ့ဒီမိဘမျိုးတွေဟာချစ်ရမရောက်ဘဲနဲ့နှစ်ရရောက်တယ်လို့သူတို့ဆို။အကယ်၍သာသူတို့ပညာသင်ပေးလိုက်လို့ဘောဓုတရှိမယ်ဆိုရင်ဒီလိုအခြေအနေဆိုတွေ့မှာမဟုတ်ဘူးဒါကြောင့်မို့လိမ္မာပန်းတဲ့မိဘတွေဟာကိုယ်သားသမီးကိုကိုမဖြတ်စည်းဘူးကြီးပွားအောင်သူတို့ကိုယ်တိုင်ရပ်တည်နိုင်အောင်ကြံဖန်ပြီးတော့လုပ်ပေးကြတယ်သားသမီးကိုမညာဘူးဟောကောင်းမွန်အောင်ဆုံးမတယ်သွန်သင်တယ်ခိုင်းတယ်အလုပ်ခိုင်းတယ်ဒီလိုအဲ့ဒီလိုလုပ်တဲ့မိဘတွေရဲ့သားသမီးတွေဟာလိမ္မာရေးချရှိပြီနောက်ဆုံးသူတို့ခြေတော့သူတို့ရပ်နိုင်တဲ့အနေအထားမျိုးရောက်တယ်တဲ့ဒါကမိဘနဲ့သားသမီးအဲ့တော့လူတွေမှလည်းကြည့်ကိုယ့်ကိုချစ်ရရောက်သလားဆိုတာကြည့်ကိုယ့်ကိုချစ်တယ်ဆိုတဲ့ပုဂ္ဂိုလ်တရားဟာစဉ်းစားကြည့်ဒုစရိုက်တရားဆိုတာအသာထားကိုယ့်ကိုချစ်တယ်ဆိုတဲ့လူတရားဟာစားကြနာတွေစားတယ်သွားကြတယ်စီသွားမယ်နေခြင်းသူတို့နေတယ်ကိုပြောလို့နေတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကနောက်ဆုံးကြတော့ယောဂရပြီးတော့နောက်ဆုံးဟာယောဂဖြစ်ပြီးပျက်စီးဆုံးရှုံးသွားတာပဲဖြစ်တယ်ပေါ့အဲ့ဒီပုဂ္ဂိုလ်ဟာကိုယ့်ကိုချစ်ရမြောက်ဘူးလို့သူတို့ပြောဓမ္မဘက်ကနေကြည့်မယ်ဆိုလို့ရှိရင်အေးကိုယ့်ကိုဆိုးချိုးဖြစ်ပေါ်စေနိုင်တဲ့အတွေ့တွေတွေးတယ်ဆိုးချိုးဖြစ်ပေါ်စေနိုင်တဲ့အပြောတွေပြောတယ်ဆိုးချိုးဖြစ်စေနိုင်တဲ့အလုပ်တွေကိုလုပ်တယ်သို့တော့အဲ့ဒီပုဂ္ဂိုလ်ဟာကိုယ့်ကိုချစ်တယ်လို့သာပြောတယ်ဒီဆိုးချိုးတွေသူ့ရဲ့လုပ်ရက်တွေကြောင့်သူဟာဒုက္ခရောက်သွားတယ်ဒီဘဝမှာလည်းဒုက္ခရောက်သွားတယ်ဒီဘဝအကယ်၍ဒုက္ခမရောက်ရင်လည်းနောက်ဘဝမှာဒုက္ခရောက်သွားတယ်ရှေးကတထေးသား၄ယောက်ဟာစီဝါဥစ္စာတွေရှိပြီးတော့ချမ်းသာကြွယ်ဝတဲ့အခါမှာလောကကြီးမှာပျော်သလိုနေကြတယ်ပစ္စည်းဥစ္စာတွေသုံးဖြုံပြီးပျော်သလိုနေတဲ့အခါကျတော့၄ယောက်စလုံးဟာအပင်ငရဲကျသွားတယ်အဲ့ဒီကျတော့မှနောင်တရကြတယ်အဲ့တော့အဲ့ဒီပုဂ္ဂိုလ်တွေကကိုယ့်ကိုချစ်လို့ပျော်အောင်နေကြတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာနောက်ဆုံးမှဒုက္ခရောက်သွားတာပဲဒါကြောင့်မို့မိမိကိုယ်ကိုမြတ်လို့ပါဆိုတာဘယ်လိုလုပ်ရမှာလဲကောသလမင်းကြီးကစဉ်းစားတယ်လောကလူတွေဟာကိုယ့်ကိုမြတ်လို့တယ်ဆိုပြီးတန်ဖိုးထားတယ်လို့ဆိုပြီးပြောလိုက်ရင်လည်းအပြစ်မကင်းတာတွေလှုပ်လိုက်ရင်လည်းအပြစ်မကင်းတာတွေတွေးလိုက်တာတွေကလည်းအပြစ်မကင်းတာတွေအဲ့ဒီအပြစ်မကင်းတာတွေတွေးအပြစ်မကင်းတာတွေပြောအပြစ်မကင်းတာတွေလှုပ်သည့်အတွက်ကြောင့်သူဟာဒုက္ခပဲရောက်တယ်တော့ကိုယ့်ကိုတန်ဖိုးထားရမရောက်ဘူးလို့သူကယူဆအဲ့တော့ကိုယ့်ကိုမြတ်လို့တယ်ဆိုတဲ့ပုဂ္ဂိုလ်ကဘာလဲကျမ်းမာရေးနဲ့ပတ်သက်ပြီးကိုယ့်ကိုမြတ်လို့တယ်ဆိုတဲ့ပုဂ္ဂိုလ်ကကိုကျမ်းမာရေးကိုဂရုစိုက်တယ်မတည့်ရင်မစားဘူးနော်
မသိတော်တဲ့နေရာမသွားဘူးကိုယ်ကိုတန်ဖိုးထားတယ်ကျမ်းမအောင်နေတယ်ကျမ်းမအောင်စားတယ်အသိဉာဏ်နဲ့စီးပူအထုတ်တယ်ဟောတာကျမ်းမရေးဘက်ကတခါဓမ္မရေးဘက်ကကြည့်လိုက်လို့ရှိရင်မဟုတ်တာတွေအပြစ်ရှိတာတွေမတွေးဘူးအပြစ်ရှိတဲ့စကားတွေမပြောဘူးအပြစ်ရှိတဲ့အလုပ်တွေမလုပ်ဘူးဆိုလိုတာကဒုစရိုက်တွေကိုရှောင်တယ်လို့ဒီလိုဆိုလို့အလုံးသိတဲ့အတိုင်းသူစရိုက်ဒုစရိုက်ဆိုတာရှိတယ်အကျင့်ကောင်းတဲ့အကျင့်ဆိုးအကျင့်ကောင်းတွေကိုမွေးမြူပြီးအကျင့်ဆိုးတွေကိုဖယ်ရှားအဲ့ဒီပုဂ္ဂိုလ်မျိုးတွေဟာကိုယ့်ကိုမချစ်ဘူးလို့ပြောလဲသူလုံးနေတာသူ့ကိုအကျိုးဖြစ်ထွန်းမဲ့အရာတွေဒါဖြစ်တယ်အဲ့တော့ကိုယ့်ကိုချစ်ရရောက်တယ်ကောင်းတာလုံးနေခြင်းအဖြစ်ဒီပုဂ္ဂိုလ်ဟာကိုယ့်ကိုကြီးပွားတိုးတက်အောင်လုံးနေခြင်းပဲဖြစ်တယ်ငယ်ရွယ်ခြင်းကာလကမိဘစကားနားထောင်တယ်စာရီကြိုးစားတယ်ပညာတတ်အောင်လုပ်တယ်ကိုယ့်ကိုထိန်းထိန်းသိမ်းသိမ်းနေတဲ့အရေးသေးစားတောက်စားခြင်းမရှိဘူးအဲ့ဒါလိုနေတဲ့ပုဂ္ဂိုလ်တွေဟာတကယ်ကိုယ့်ကိုချစ်တဲ့ပုဂ္ဂိုလ်တွေပဲကိုယ့်ကိုတန်ဖိုးထားတဲ့ပုဂ္ဂိုလ်တွေပဲလို့ဒီလိုဆိုအောင်အဲ့တော့သာသနာ့ဘုံနေကြတဲ့ယဟန်တန်ဃာတွေသာသနာ့နယ်ဝင်သီလရှင်တွေလည်းထို့တူကိုယ့်ကိုတန်ဖိုးထားတယ်ကိုယ့်ကိုမြတ်နိုးတယ်ဆိုရင်ကိုထိမ့်သိမ့်ဆောက်ရှောက်ရမယ်ကိုချစ်တရားတွေကိုထိမ့်သိမ့်ဆောက်ရှောက်ကိုယ့်ကိုဘုန်းကြီးပြီးပြီးနေတယ်သီလရှင်ပြီးပြီးနေတယ်ကိုယ်သိက္ခာကိုထိမ့်ရတယ်ဟောဒါကိုယ့်ကိုမြတ်နိုးတယ်လို့ခေါ်အဲ့ဒီလိုထိမ့်သိမ့်ဆောက်ရှောက်ခြင်းကကိုယ့်ကိုတန်ဖိုးတွေတက်သွားစေကိုယ့်ရဲ့တန်ဖိုးတွေဟာတိုးတက်တယ်ဘုန်းကြီးကဘုန်းကြီးပြီးပြီးနေသည့်အတွက်ကြောင့်တန်ဖိုးတွေတက်လာတယ်သီလရှင်ကသီလရှင်ပြီးပြီးနေသည့်အတွက်ကြောင့်တန်ဖိုးတွေတက်လာအေးဘုန်းကြီးကဘုန်းကြီးလိုမနေဘူးသီလရှင်ကသီလရှင်လိုမနေဘူးဆိုရင်တန်ဖိုးတွေကျပါအဲ့တော့တန်ဖိုးကျအောင်လှုပ်ထားလားလို့ဆိုမဟုတ်ဘူးကိုယ့်ကိုချစ်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုနားမလဲတဲ့သဘောရောက်သွားတယ်ပေါ့အဲ့ဒါကိုကောသလမင်းကြီးကအလေးနဲ့ထားပြီးတော့သူစဉ်းစားတာစဉ်းစားပုံတွေကအလွန်ကောင်းတယ်ပေါ့သူစဉ်းစားတာကိုယ့်ကိုချစ်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာတဲ့ကိုပျက်စီးအောင်ကိုယ့်ကိုမကောင်းတဲ့အတွေ့တွေတွေ့တယ်မကောင်းတဲ့အပြောတွေပြောတယ်မကောင်းတဲ့အလုပ်တွေလုပ်နေတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာကိုယ့်ကိုမြတ်လို့တဲ့ပုဂ္ဂိုလ်တွေလို့မဆိုနိုင်ဘူးတဲ့ကိုယ့်ကိုမြတ်လို့တဲ့ဆိုတဲ့ပုဂ္ဂိုလ်ဟာကောင်းတဲ့အပြစ်ကင်းတဲ့အတွေ့ကိုတွေ့ရမယ်အပြစ်ကင်းတဲ့အပြောပြောရမယ်အပြစ်ကင်းတဲ့အလုပ်ကိုဒုစရိုက်တွေရှောင်ကြားပြီးကိုယ့်ကိုကြီးပွားတိုးတက်အောင်လုပ်တဲ့ပုဂ္ဂိုလ်မှာကိုယ့်ကိုမြတ်လို့ရောက်တယ်လို့ဒီလိုဆိုလို့ပေါ့နော်အဲ့ဒီလိုမြတ်စွာဘုရားကိုတပည့်တော်ဒီလိုထင်တယ်ဘုရားလို့ရှောက်တဲ့အခါမှာမြတ်စွာဘုရားကထောက်ခံတယ်ဟုတ်တာပေါ့တတုရွယ်တုဆိုတော့အတ္တမယဉ်နေကြစကားပြောတဲ့အခါအတ္တမယဉ်နေဟုတ်တာပေါ့မှန်တယ်ကိုယ့်ကိုချစ်တယ်ဆိုတာကိုယ့်ကိုကောင်းအောင်နေမှာကိုယ့်ကိုမြတ်လို့ရောက်တယ်ကိုယ့်ကိုမကောင်းတာတွေလုပ်ပြီးတော့ကိုယ့်ကိုမြတ်လို့တယ်ဆိုတာတော့လွဲမှားတဲ့ယုံကြည်ချက်တာဖြစ်တယ်မြတ်စွာဘုရားကအဲ့လိုဟောပြီးတော့ဘယ်ကြီးမှတ်သားနိုင်လောက်အောင်မြတ်စွာဘုရားဆုံးမလိုက်တဲ့စကားတွေဟာဘုန်းကြီးတို့တွေအတွက်အများကြီးအကျိုးရှိတဲ့စကားလေးတွေကိုမြတ်စွာဘုရားဆက်ပြီးတော့ဆုံးမပေးတယ်အဲ့မြတ်စွာဘုရားဆုံးမတဲ့အဆုံးအမလေးတွေဟာပိဋကစာပေမှာမှတ်တမ်းတင်ထားတော့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ကိုယ့်ကိုဒီမြတ်စွာဘုရားရဲ့အဆုံးအမလေးတွေကိုမှတ်သားနာယူပြီးကိုယ့်ဘဝကိုဆက်ဟပ်ပြီးကိုယ့်ကိုပြုပြင်ထိန်းသိမ်းကြရမှာဖြစ်တယ်ဒါမှကိုယ့်ကိုညှက်နိုးတယ်ဆိုတာဖြစ်မယ်ဒီလိုဆိုအဲ့တော့မြတ်စွာဘုရားကဘာဟောလဲကောသလမင်းကြီးပြောတဲ့စကားကိုထောက်ခံပြီးတော့မြတ်စွာဘုရားကသူ့ရဲ့ကျေပြတ်တဲ့စကားလုံးနဲ့ဘာပြောလဲအတ္တနေစေပိယံစဉ္ညာနနာပပိနတန်ယုစေမင်းကိုယ့်ကိုမြတ်နိုးတယ်ဆိုလို့ရှိရင်တဲ့ကိုယ့်ကိုမြတ်နိုးတယ်ဆိုတဲ့လူတယောက်ဟာဘုန်းကြီးပဲဖြစ်ဖြစ်သီလရှင်ပဲဖြစ်ဖြစ်လူဝတ်ကြောင်ပဲဖြစ်ဖြစ်ကိုယ့်ကိုမေးလိုက်ကိုယ့်ကိုမြတ်နိုးသလားအေးကိုယ့်ကိုမြတ်နိုးပါတယ်ဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာတဲ့နနံပပေနတန်ယုစီမကောင်းတဲ့စိတ်ဓာတ်တွေမမွေးနဲ့မကောင်းတဲ့အပြောတွေမပြောနဲ့မကောင်းတဲ့အလုပ်တွေမလုပ်နဲ့ချင်းတဲ့ပွိုက်ကိုပြောတယ်အဲ့တော့အလုံးသိတဲ့အတိုင်းမကောင်းဘူးဆိုတာဘာတွေတော့ဒုစရိုက်7ပါးမကောင်းတာပဲလေမကောင်းတဲ့အလုပ်
တခြားကိုယ်နဲ့မပတ်သက်တဲ့အလုပ်တွေအားလုံးဟာလည်းကိုယ်ကိုထိခိုက်နေတာမဲ့အလုပ်တွေသူတစ်ပါးကိုထိခိုက်နေတာမဲ့အလုပ်တွေနှစ်ဦးလုံးကိုထိခိုက်နေတာမဲ့အလုပ်တွေမကောင်းတဲ့အလုပ်ဒီလိုဆိုနိုင်တယ်အဲ့တော့မြတ်စွာဘုရားကအလုံးခြုံငုံပြီးတော့ဟောလိုက်တာနနံပပေနတန်ရုစီမိမိကိုယ်မြတ်နိုးတယ်ဆိုရင်ကိုယ်မကောင်းတဲ့အရာတွေကိုယ်တဏ္ဍာမှာမဖြစ်ပေါ်စေနဲ့တဲ့အဲ့ဓာတွေနဲ့မရှင်တွဲမိစေနဲ့စိတ်ထဲမှာမကောင်းတဲ့စိတ်တွေမမွေးနဲ့မကောင်းတဲ့စိတ်ဆိုတာဘယ်လိုစိတ်တွေတုံးလို့ဆိုလို့ရှိရင်တစ်ဖက်သားကိုမုန်းတီးတဲ့စိတ်တစ်ဖက်သားကိုမနာလိုတဲ့စိတ်ဟောမကောင်းတဲ့စိတ်တွေအဲ့ဒီမကောင်းတဲ့စိတ်တွေကိုယ်တဏ္ဍာမှာမဖြစ်စေနဲ့လောဘတွေဒေါသတွေမောဟတွေမာမန္တတွေအိတ်တာတွေမစ္စရိယာတွေဆိုတဲ့ဒီမကောင်းတဲ့သဘာဝတရားတွေကိုယ်တဏ္ဍာမှာလုံးဝမဖြစ်စေနဲ့လို့ဒီလိုဆိုအဲ့ဒီမကောင်းတဲ့သဘာဝတရားတွေနဲ့ကိုယ့်ကိုမတွဲမိစေနဲ့ဘယ်ခါပဲဖြစ်ဖြစ်ကိုယ်စိတ်ထဲမှာဖြစ်ရင်လက်မခံနဲ့လောဘဖြစ်ရင်လည်းပဲကြာရှည်လက်မခံနဲ့ဒေါသဖြစ်ရင်လည်းကြာရှည်လက်မခံနဲ့ဒေါသဖြစ်တာကိုယ့်ကိုမကောင်းတာနဲ့တွဲတာနဲ့အလားတန်တူတယ်နော်လူတွေကတော့ဒေါသဖြစ်ရင်ကောင်းတယ်ထင်တယ်ကိုယ့်ငါစိတ်တူတယ်ငါလာမပြောနဲ့ဆိုတာဂုံတောင်ယူလိုက်သေးတယ်နော်အဲ့တော့ဒေါသဆိုတာကိုယ်ထိခိုက်တဲ့အရာတစ်ခုပဲအဲ့ဒါကြောင့်ကိုယ်တဏ္ဍာမှာမကောင်းတဲ့စိတ်ပေါ်ရင်ချက်ချင်းဖယ်ရှားပြရဘာနဲ့ဥပမာတူလို့မကောင်းတဲ့စိတ်တွေသဘောထားတွေအစိတ်နဲ့အလားတန်တူကိုယ်ခန္ဓာကိုယ်မှာဖြစ်လိုက်ပြီးကိုယ်စိတ်ထဲမှာဒါတွေပေါ်လိုက်ပြီးဆိုရင်ပျက်စီးဖို့ပဲဖြစ်တယ်ဟောဒါကိုမြတ်စွာဘုရားဆိုလို့နနံပပေနတန်ရုစီကိုယ်စိတ်ထဲမှာမကောင်းတဲ့စိတ်ပေါ်လာရင်ချက်ချင်းဖယ်ရှားပစ်လိုက်ဘာဖြစ်လို့ဖယ်ရှားခိုင်းတယ်လဲလို့မေးမယ်ဆိုလို့ရှိရင်နာဟိတံသူလဗံဟောတိဒုက္ခံဒုက္ကတာကာရိနာမဟုတ်တာတွေလုပ်ပြီးတော့ကောင်းစားတယ်ချမ်းသာဒုက္ခရတယ်ဆိုတာနော်မကောင်းတာတွေလုပ်ပြီးတော့ချမ်းသာဒုက္ခရတယ်ဆိုတာလောကမှာအမြဲတမ်းခဲရင်နေချမ်းသာဒုက္ခဆိုတာကိုယ့်ကိုချမ်းသာတယ်ဆိုတာတာမန်လေးတွေမတွက်နဲ့ဘဝမှာဒီဘဝမှာလည်းအစဉ်ပြေးနေတယ်နောက်ဘဝမှာလည်းကောင်းတဲ့သူတွေရောက်တယ်ဆိုတာဒုက္ခဒုက္ခလို့ခေါ်တယ်ဒုက္ခဆိုတာ comfortable နေလို့ထိုင်လို့သက်သာတဲ့စိတ်ချမ်းသာတဲ့အစဉ်ပြေးတဲ့အဲ့ဒါကိုဒုက္ခလို့ပြောတာအစဉ်ပြေတဲ့ဘဝမျိုးယက်တည်နိုင်ဖို့အစဉ်ပြေတဲ့ဘဝရောက်ဖို့ဆိုတာမကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ကမရနိုင်ဘူးတဲ့ဒါကြောင့်မကောင်းတာတွေကိုယ်တဏ္ဍာမှာမဖြစ်စေနဲ့လို့ဒီလိုဆိုလို့လေမဖြစ်စေနဲ့အဲ့တော့မကောင်းတာတွေမဖြစ်စေနဲ့လို့ပြောလိုက်တာကောင်းတာတွေဖြစ်စေလို့ပြောတာလေတူတူပဲလူတစ်ဖက်သားကိုမလုံးမုန်းထားတဲ့စိတ်တွေထားမဲ့အစားသူ့အကျိုးစီးပွားကိုလိုလားတဲ့မေတ္တာစိတ်လေးထားလိုက်ပါအကျိုးစီးပွားကိုလိုလားတဲ့စိတ်ကလေးမွေးထားလိုက်ကိုယ့်ရင်ထဲမှာဘု து ပေါ်မှာမုန်းတယ်ဆိုတာမရှိရလေအောင်အမုန်းတရားကိုနှလုံးသားကနေဖယ်ရှားပစ်လိုက်ဖယ်ရှားပြီးအားလုံးရဲ့အကျိုးစီးပွားကိုလိုလားတဲ့ဆိုတဲ့စိတ်လေးကိုမွေးထားဘု து ပေါ်မှာမလုံးမုန်းထားတဲ့စိတ်ဖြစ်လာလို့ရှိရင်ကိုယ်ကြာကြာလက်ခံမထားနဲ့လို့ဒီလိုဆိုတယ်ကိုယ်ရဲ့နှင်းကြလို့အောက်တန်းကျသွားတဲ့ပုဂ္ဂိုလ်ပို့ပြီးတော့အောက်တန်းကျသွားအောင်မလုပ်ချင်နဲ့ကဲတင်ဖို့ပဲကြိုးစားသူ့ကိုတွဲခေါ်ဖို့ပဲကြိုးစားအကျဉ်းတရားထားလိုက်ကိုယ်ရဲ့တာသွားလို့ရှိရင်လဲ jealousy ဆိုတဲ့မလုံးမုန်းတာအိတ်တာတွေပဲဖြစ်ပွားစေနဲ့သူကြိုးစားလို့သူရတာဝမ်းသာလိုက်ပါမုဒိတာနောက်ဆုံးမှာကိုယ့်ဘောမှာမဟုတ်တာလှုပ်တာဖြစ်စေကောင်းတာလှုပ်တာဖြစ်စေမဟုတ်တာလှုပ်ရင်လည်းသိခံခြင်းခွင့်လွှတ်ခြင်းဝေးလိုက်တယ်ကောင်းတာလှုပ်သည့်အတွက်ကြောင့်လဲသူ့ဘောမှာမျက်နှာလိုက်မယ်ဆိုတာမျိုးမထားတာဥပိ္ပခာလို့ခေါ်တယ်ဟောမေတ္တာကရုဏာမုဒိတာဥပိ္ပခာဆိုတာ ਨੇ ကိုယ့်ကိုရှင်တွဲထားပါဘဝမှာနေပြီဆိုလို့ရှိရင်ကိုယ်ကတယောက်တည်းနေတာမဟုတ်ဘူးပတ်ဝန်းကျင်နဲ့နေတာပတ်ဝန်းကျင်နဲ့နေသည့်အတွက်ကြောင့်တစ်ဖက်သားကကိုယ်မုန်းခြင်းမုန်းပါစေကိုယ်ကတော့မမုန်းလိုက်နဲ့ဒီလိုဆိုလို့ကိုယ်ရင်ထဲမှာအမုန်းမထားနဲ့လို့ဆိုလို့အမုန်းမထားပဲနဲ့လှုပ်တဲ့တာလှုပ်